Hello အားလုံးပဲမင်္ဂလာပါ Brian Collectible Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ unboxing နဲ့ review လုပ်ပေးမှာကတော့ Matty Choice ကထွက်ထားတဲ့ Linji Won TMNT Pink Ninja နှစ်ကောင်ပေါ့နော် Leonardo နဲ့ Raphael ဖြစ်ပါတယ် Linji Won ကကြတော့အရင်ကကျွန်တော် Pacific Ring line ကိုထုတ်တယ် Juicy Event တော့ Juicy Ninja တော့ထုတ်ထားတယ် TMNT line ကတော့ခုမှစထုတ်တာပေါ့နော်ပြီးခဲ့တဲ့ဒီ Winter Festival 2025ရှန်ဟိုင်းဆိုရင်လည်းအဲ့မှာဆိုရင်တော့ event exclusive item အနေနဲ့ Raphael နဲ့Michael Angelo တော့ Ronin version Samurai version အဲ့နှစ်ခုကိုတော့ exclusive version တွေတော့ထုတ်တယ်ပေါ့နော်ဒီလိတ်လေးကောင်ကတော့အရင်နှစ်က PO ခေါ်တဲ့အခုမှစထွက်တယ်နှစ်ကောင်ပဲထွက်သေးတာပေါ့နော်နောက်ထပ် Michael Angelo နဲ့ Donatello ကတော့မလာသေးဘူးအဲ့တော့ box art ကတော့ဒီမှာမြင်ရတဲ့အတိုင်းပဲ Leonardo ဆိုရင်အပြာရောင် box လေးနဲ့လာတယ် Raphael ဆိုရင်အနီရောင် box လေးနဲ့လာတယ်အဲ့တော့နှစ်ကောင်လုံးကတော့ Windows view နဲ့လာတယ်ဘူး quality ကတော့နည်းနည်းလေးမာတယ်ပေါ့နော်အဲ့တော့ဒီကတော့ TMNT ကိုမှအရင်ရင်တော့ version ကိုပြီးတော့ပြန်ထုတ်ပေးထားတာပေါ့နော်ဒါကတော့ရှေ့မျက်နှာစာ box art ပြီးရင်ဘေးမှာဆိုရင်တို့ဒီလိမ့်နှစ်ကောင်ရဲ့အကြောကုန်လေးနဲ့သူက weapon နဲ့ဒီလိမ့်အခေါ်မှာအဲ့ဟာမှာသူ reference ယူပြီးတော့ထုတ်ပေးထားတယ်ဒါဒီညာလေးတော့ဖောင်းကြွားလေးပြီးတော့ဒီမှာဆိုရင်သူက QR code ပေးထားတယ် QR code တက်ဖတ်လိုက်တော့ link ကို site ထဲရောက်သွားလိမ့်မယ်ပေါ့နော်အဲ့မှာသွားပြီးငန်းလို့ရတယ်ဒါကတော့ set of the box ပြီးသွားရင် back of the box မှာဆိုရင်အများကြီးသိရွှေလူမပြဘူးဒီမှာဆို figure ပုံစံပြထားတယ်သူတို့ cloak တွေထည့်ပေးထားတယ်ပေါ့နော် soft core material တွေထည့်ပေးထားတယ်အဲ့ဒီတော့ပြင်ဒီမှာဆို box ရဲ့ဒီလေးတွေပြပေးထားဒါကတော့ပုံမှန်တော်တော်များပေါ့နော်ရုပ်တွေရဲ့ box တွေကတော့အဲ့လိုပဲလာတယ်ဒါကတော့ set of the box တွေကတော့တူတူပဲtop ကတော့မှာဆို TMNT Ninja Turtle ပေါ့နော် Tennis Mutant Ninja Turtle ဆိုပြီးတော့ဒါပဲရေးထားတာအဲ့တော့ဒီကောင်ကဆွေပြီးတော့မဟုတ်တော့ဒါပေမဲ့ဒီ box art ရဲ့ဒီအထည်အရာပေါ့နော်ဒီအရာထဲမှာဆိုရင်သူကဒီ comic design ပုံစံမျိုးလေးဆွဲပေးထားတယ်ဒီဟာလေးတွေကတော့အထဲမှာဆိုရင်သူ comic ပုံစံလေးတွေဆွဲပေးထားတယ်ပြီးတော့အရာကတော့ငါပြောစောနာပြောလို့ပေါ့နော်သူ့ကာလာနဲ့သူပဲလာထားတယ် okay ပထမဆုံး Leonardo ကို unboxing လုပ်ပါမယ်ကျွန်တော်ကတော့တစ်ခေါက်ဖွင့်ကြည့်ထားပြီးသွားပြီပေါ့နော်အဲ့တော့ဒီတိတ်လေးကိုနှမျောလို့တော့ဓာတ်နဲ့မတီးထားဘူးအဲ့တော့သူကကြားဆိုရင် lock လေးလုပ်ပေးထားရပေါ့နော် lock ကိုဖြီးတင်လည်းရတယ်မဖြီးတင်မဲ့ဒီတိုင်းဆွဲထုတ်လည်းရတယ် okay tree ကတော့နှစ်ခုပါတယ်ဒီclock ပါမယ်ဒါကတော့ဒီမှာ CT ဆိုပြီးတော့ဒါတစ်ခုတော့ပါတယ်ဒါတော့ background အနေနဲ့ထားနေလည်းရတယ်မထားနေလည်းထိချတာမရှိဘူးနော်အဲ့တော့ tray ကတော့နှစ်ခုပါတယ်ပထမဒီ tray မှာဆိုရင်တော့ main body ပါမယ် house cup တွေပါမယ်သူရဲ့ဒီ weapons ချို့သုံးတဲ့shuriken လေးတွေပါမယ် kunai ပါမယ် pizza ပါမယ်ဒါသူသုံးတဲ့ accessory တွေပါတယ်second tray မှာဆိုရင်တော့သူ့ရဲ့ main weapon ပါမယ် weapon မှာသုံးတဲ့ effect ပါမယ်ပြီးတော့ရင် interchangeable hands တွေပါမယ်ပြီးရင်ဒါကတော့ soft codes ပေါ့နော်အဲ့တော့ဒါကတော့ပါတဲ့ဟာပါပဲအဲ့တော့ first impression ပေါ့နော် first impression ဘယ်လိုနေလဲဆိုရင်တော့တော်တော်ကြီးမိုက်တယ်အဲ့တော့ကန်ရတာလည်း series permanent လေးရှိတယ်တော်တော်များများတချို့ reviewer တွေဆိုရင်ပြောကြတာတော့စီးမချောက်တဲ့ပြဿနာရှိရပေါ့နော်ဒီမှာတော့ကစီမဖြစ်နေဘူးအဆင်ပြေတယ်ကျွန်တော်ပထမဆုံးစားကင်တွေကစီးတော့6နေပြီအဲ့ဒါတခုတော့အဆင်ပြေသွားတယ်ပြောတချို့ဆိုရင်တော့အဲ့လိုဘူးဖွင့်ပြီးတော့3နာရီလောက်ထားရတယ်တော့ပြောကြတာပဲကိုကတော့အဆင်ပြေတယ်အဲ့တော့အရင်ဆုံးဒီ day ပေါ့နော်ဒီ day နဲ့ house cup ကတော့မဆိုးတာထက်တော်တော်ကြီးမိုက်တယ်ဒီကောင်းလေအဲ့လောက်ထိpre-order တွေခေါ်နေတော့အဲ့လောက်ထိတိတ်ဖီးမတောက်ဘူးပေါ့နော်ထွက်လာပြီးတော့တော်တော်ကြီး feed တက်တာတော်တော်ကြီးကို feed တက်တာအဲ့တော့အရင်ဆုံးမှာဆိုရင်သူ့ရဲ့ paint job ကကြတော့အစိမ်းကိုညခင်းလင်းခေါ်လာညခင်းကနည်းနည်းလေးပိုပြီးရှင်းတယ်အဲ့ green ကိုသုံးပြီးထားရပါတော့ပြီးတော့ဒီခန္ဓာကိုယ်ပေါ်က skin ဆိုရင်လည်း skin texture တွေကိုတော်တော်ကြီးထည့်ပေးထားတယ်ပြီးတော့ဒီမှာဆို Leonardo ရဲ့ L ပေါ့နော် L ရဲ့ paint job လေးကိုလည်းတီထားလေးလုပ်ပေးထားတယ်နောက်တစ်ခုကသူ့ဆေးတွေအကုန်လုံးကတစ်ခုသဘောကျတာ weathering တွေအကုန်ထည့်ထားတာဒီ body တွေရောနောက်ကလက်ခွန်တွေရောပေါ့နော်လက်ခွန်တွေပဲဒီကပတ်မှာပါတင်ပါလိုက်တဲ့ဟာတွေဆိုတော့အဲ့တိုင်းပဲဒီရှေ့ကဆို bike ပေါ့နော်အဲ့ bike က armor တွေဆိုရင်လည်းသူကweathering ဟိုထည့်ပေးထားတယ်ကာလာတုံးတစ်ခုတပြေးညီရသွားတာမဟုတ်ဘူးเนาะကာလာတွေကိုဘယ်လိုပြောမလဲရောပြီးတုံးမိထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့ဒီမစိုးဒီအဖြူတွေပါဆိုလဲအဲ့တိုင်းပဲ
တော်တော်လေး weather တော်တော်နိုင်နေပြောရမယ်အဲ့လောက်ကြီးမမှန်းတာပေါ့နော် paint job ကိုအဲ့တော့ဒီလေးလည်းအဲ့တိုင်းပဲဆောင်းတာလို့လေဒီလေးလည်းအဲ့လောက်ကြီးမမှန်းတာဘူးနောက်ဘက်မှာဆိုရင်လည်းသူဒီ scale ပေါ့နော်လိတ်ခွန်နေရဆိုရင်လည်းအပြင်းကြီးတယ်မဟုတ်ဘူးညာဟိုပြောနေတာဒီ texture line တွေကိုလုံးဝတော်တော်ကြီးကို accuracy ကောင်းအောင်လုပ်ပေးထားတာဒီလိတ်ကဟိုပြောရရင်120 scale ထဲမှာအကောင်းဆုံးလို့တော့ပြောလို့ရတယ်ဒီ6လောက်တွေပါဆိုရင်လည်းအဲ့တိုင်းပေါ့နော်ဒီခြေသေးလက်သေးဒီဟာတွေဆိုရင်သိတာတယ်ဒီမှာသူ့ရဲ့ paint job ကကြတော့ဟို color tone တစ်ခုလည်းတော့ထားမှာမဟုတ်တယ်တော်တော်ကြီးကိုရှားတယ်အဲ့တော့overall ကြည့်လိုက်ရင် paint job ကလည်းအပြည့်ပြောစရာလုံးဝမရှိဒီတွေကလည်းအပြည့်ပြောစရာလုံးဝမရှိနော်တော်တော်ကြီးကိုမိုက်တယ်နောက်တစ်ခုကျတော့ joint system ပေါ့နော် joint system ကျတော့ Marvel Legends joint system နဲ့နည်းနည်းလေးဆင်တယ်ပြီးတော့နောက်တစ်ခုကကျတော့သူကနည်းနည်းလေးကြက်တဲ့ထဲမှာပါတယ် joint ကလေအသက်မလို့ပဲလာတော့မဟုတ်သူဒီ joint system သုံးတာလို့ပဲကြက်တာလားတော့မသိဘူး articulation range ကတော့အရင်ရမှာတော့မဟုတ်ဘူး Marvel Legends joint system ဖြစ်တဲ့အတွက်ကြောင့်တချို့နေရာတွေဆိုရင်ဒီအကောင် body size ကြီးရတဲ့အမျှသူ movement လုပ်ရတဲ့ဟာတွေနည်းနည်းလေးခက်လာတာမျိုးလေးရှိနိုင်တယ်အဲ့ဒီတခုတော့ဟိုအဆင်ပြေပေါ့နော်ဒါပေမဲ့သူအဲ့ articulation ကိုအသားပေးလိုက်တယ်ဆိုရင်လည်းဒီ amazing Yamaguchi တို့လို joint တွေပေါ်ပြီးတော့တိတ်ကြည့်လို့မကောင်းတော့တဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တယ်တခါလေးကြာရင်လေအဲ့တော့ဒီပုံစံမှာဒီလိတ်ကဘယ်လိုပြောမလဲ ratio နဲ့ accuracy ကတော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့ articulation မှာတော့မယ်ဆိုရင်ခေါင်းကအများကြီးတော့မရကျွန်တော်ဆောနာကြိုပြီးပြောထားလို့ပဲ articulation range ကတော့အများကြီးမရပါဘူးဒါပေမဲ့ခေါင်းငုံတဲ့ pose မှာတော်တော်လေးရတယ်အဲ့တော့ခေါင်းကတော့360လှည့်လို့ရတယ်အဲ့တော့ shoulder joint ကလည်းရောက်ထိကားလို့ရမယ်ဘေးကိုဆိုရင်အပေါ်မြှောက်ချင်လေပြီးမြှောက်လို့ရတယ်ဒါကတော့360 rotation joint သုံးမိထားတယ်ကိုယ်က bicep swivel ထည့်ပြီးထားတယ်ဒါပေမဲ့ bicep swivel ကလေအမစိုးလှည့်လို့ရတယ်ကိုနောက်တစ်ခုကကြတော့မှဆိုရင်1000 joint ပေါ့နော်1000 joint က double joint တော့သုံးမိထားတယ်ဒါပေမဲ့အများကြီးတော့မရဘူးဆိုတော့ဒီမှာဆိုရင်သူ့ရဲ့ဒီမာဆယ်နှစ်ခုသွားတိုက်နေတဲ့ကြောင့်ပေါ့နော်တိတ်ပြီးတော့ဟိုရိုင်းကွေးလို့ရမှာတော့မဟုတ်ဘူးနောက်တစ်ခုကတော့ဒီဘယ်လိုပြောမလဲ race joint ပေါ့နော်ဒီလက်ကောက်ဝဲ joint ကတော့ပုံမှန်ရုပ်ဒီမှာတွေ့နေရတယ်လို့ ball joint တော့သုံးမိ ball joint ပုံစံမျိုးသုံးမိထားရပါတော့ဒီလိုဒါပေမဲ့အဲ့နေရာတော့နည်းနည်းကြက်တယ်ပြောကြကျွန်တော်အခုထိတော့မဖြုတ်ကြည့်ရသေးဘူးပြီးတော့ဒီ diaphragm joint ကတော့အများကြီးများသူအာမာရှိရလိတ်ခွန်ရှိရအတွက်ကြောင့်အရင်ဆွဲနေလိုက်တဲ့အချိန်နဲ့ဆွတ်ပြတ်သွားနိုင်တယ်အဲ့ဒါတခုတော့ပြဿနာတော့ရှိနိုင်တယ်ပြီးတော့သူကဒီကြားထဲမှာက joint မပါတော့ဒီလိတ်ခွန်ကြီးတစ်ခုခံမိထားတာဆိုတော့လေအဲ့တော့ခါ joint ကတော့ပြီးသွားပြီခါ joint ကတော့ဒီမှာနေဆုံးသက်သွားပြီပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်ခါကြီးလည်းရင်းကုန်းနေမှာလည်းမဟုတ်တဲ့အတွက်ကြောင့်လေအဲ့တော့ပေါင် joint ဆိုရင် side joint ကဒီလောက်ထိကားလို့ရမယ်ပြီးသွားရင်ရှေ့ကိုထုတ်မယ်ဆိုတော့90 degree ထုတ်လို့ရတယ်ကျွန်တော်ဆောင်းလာပြောလို့ပဲ Marvel Legends joint ပုံစံရင်ဒီအပေါ်ရှေ့ကအာမာကြီးရဲ့ခံနေရတဲ့အတွက်ကြောင့်တော့ဒီလိုကားနေမှာလို့တဲတော့မဖြစ်ဘူးเนาะဘေးလေးကိုနည်းနည်းလေးကားနေလေနောက်ဆိုရင်လည်းနောက်ကတော့အရင်မရဘူးဘာလို့ဆိုတော့ဒီနေရာကခံနေတဲ့အတွက်ကြောင့်ပေါ့နော်ခင်းနေရာမှာခံနေတယ်သင်ခံနေအောင်ပြောရမှာမဟုတ်ပါဘူးတိုင်းမှာထုတ်လို့ပါနောက်တစ်ခုကကြတော့ဒူးကောင်းဆိုရင် double joint တော့သုံးမိထားတယ်တခုသဘောကျတာဒီအာမဟိုပေါ့နော်ဒူးကာလေးပေါ့အိပ်ပတ်လေးကတော့အလင်းမနေနေတာအောက်လည်းပါမသွားဘူးအပေါ်လည်းပါမသွားဘူးအလင်းမှာပဲအဲ့တော့အဆင်ပြေတယ်โอเคဒါမျိုးလေးသုံးလို့ရတယ်နောက်ပြီးသွားရင် ankle joint မှာဆိုရင် ankle joint က Marvel Legends design မျိုးကြီးဆိုတော့အရင်တော့တိတ်လှုပ်ရှားတော့တိတ်မကောင်း rotation ရမယ်လို့ရှင်းနောက်လေးရမယ်2 joint ပါတယ်ဆိုတော့နှစ်ချောင်းအတွက်အဲ့တော့ overall articulation ကတော့အများကြီးမကောင်းပေမဲ့ပေါ့နော်ဒီလိတ်တစ်ကောင်မှာတော့ဒီလောက်လုပ်လို့ရတယ်ဆိုတော့ဒါမဆိုးပါဘူးလိတ်ကတော့လေလိတ်နေထားမှာတော့မဆိုးလို့ပြောလို့ရတယ်ဟိုနာတော့ဆိုရင်တော့ဒီမျက်လုံးစီးရဲ့နောက်ကအစပေါ့နော်အစတော့3ခုပါတယ်3ခုကဒီကောင်ဆိုတော့ဘေးမဟုတ်ရှေ့ကိုချထားတဲ့ဟာပေါ့နော်ဒီမှာဆိုနံပါတ်2လို့ရေးထားတယ်ဒီမှာဆို L လို့ရေးထားတယ်ဒါတွေကတော့ဆွဲဖြုတ်ရမှာပေါ့နော်ဆိုတော့ style 3ခုပါတယ်ရိုးရနဲ့ချနေရလားလွင့်နေရလားရှေ့ကိုချထားလား3ခုပါတယ်3ခုလုံးညှက်မယ်
ဒီ3ခုကတော့ body မှာဒီ head ပေါ့နော် head မှာတိုက်လို့တက်လို့ရတယ်ဒီနောက်မှာပေါက်လေးပါတယ်လွယ်ကူကူပါပဲသူကတော့တက်တာတော့အရင်ဆုံးနည်းနည်းလေးတော့အားသုံးရတယ်တခုတတိထားမှာဒီတပ်ပါတီဟိုဟာတွေကပါတော့တပ်ပါတီ figure တွေကသုံးတဲ့ material တွေကမတူတစ်ခုနဲ့တစ်ခုอ่ะလေဒီကောင်းလေးဆိုအပြော့သုံးတာဒီထည့်ထားတဲ့ patch ဆိုရင်လည်းအပြော့သုံးတာအဲ့တော့အပြော့တွေကတစ်ခုကြားလာပါဖြစ်လဲဆိုတော့ဒီလိုဆွဲဖြုတ်တာတို့နှဲ့တာတို့ပါဆိုရင်အဲ့အဖြူရောင်အရာလေးပေါ့နော် rubber ရဲ့ပြေတဲ့ခုံတက်တီအဲ့ဟာတစ်ခုတော့ပေါ်လာတတ်တယ်အဲ့ခါကျရင်ဘာဖြစ်လာလဲဆိုကြားလာရင် damage ဖြစ်ပြီးတော့ဒါကြီးပြတ်သွားတယ်မျိုးပဲဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီတစ်ခုတော့รีထားနိုင်တယ်Leonardo တော့ကကြတော့ interchangeable hubcap ကကြတော့ total original နဲ့ဆို3ခုပါတယ်ပေါ့နော်ဒုတိယတစ်ခုကတော့သူ့ရဲ့ meditation hubcap ပါဒါကတော့ action post အတွက်ပါတဲ့ခေါင်းပေါ့နော်သွားစီထားတယ်ဖြဲပြီးသွားစီပြီးဖြဲနေရပေါ့သွားတွေကိုလည်းဘယ်လိုပြောမလဲပြီးပြီးရောထည့်ထားတဲ့ပုံစံတော့မဟုတ်ဘူးပေါ့နော်သွားမှာ weathering တွေထည့်ပေးထားတယ်မဆိုးLeonardo ရဲ့ main weapon ကတော့နှစ်မျိုးပုံစံ2မျိုးနဲ့တွေ့ရလိမ့်မယ်ဒီတစ်ချောင်းလေးခွဲပြီးတော့ဒိန်နဲ့ထုတ်ပေးထားတာရယ်နောက်တစ်ခါကျတော့ဒီလို crossing ပေါ့နော်ဒီ lake ခွန်မှာတက်လို့ရအောင်ဆိုပြီးတော့လုပ်ပေးထားတဲ့ပုံစံ2ခုပါတယ်ဒါလည်း lake ခွန်မှာတက်ဖို့ဆိုပြီးတော့သူတို့တော်ထည့်ပေးထားတယ်ပေါ့နော်ဒါရောအသိတော့မလို့ဘူးတိတ်တော်မကြလို့ခံလာရတယ်ပေါ့နော်ဒုတိယတစ်ခေါက်ပြမယ့်ဟာနဲ့ပုံရှင်ပြည့်တယ်အစင်ပြေဆုံးကတော့ဒီလိုဓာတ်ကိုဒီလိုလုပ်ပေးထားပါတော့တအိမ်နဲ့ဓာတ်နဲ့ကတစ်ခါလေးထည့်လို့ရတယ်ကျွန်တော်တို့ပုံမှန်တော်တော်များများ action figure တွေဆိုရင်အဲ့လိုမျိုးထိတ်ခွင့်တိတ်မပေးထားဘူးဒီနောက်မှာဒီရဟာကိုဖြုတ်ပြီးတော့မှဒီဓာတ်ကင်တဲ့ handle လေးနဲ့တက်အဲ့လိုပုံစံမျိုးပဲသွားကြရပါတော့ဒါကတော့မဆိုးစေးနာပါတယ်ပြောလို့ရတယ်အဲ့တော့ဒါကတော့တစ်ခုရှိတာချွန်တယ်အဲ့တော့ကိုကဒီရုပ်ကိုဝယ်ထားရဲဆိုရင်တော့အိမ်မှာကလေးတွေပါရှိတယ်ဆိုတော့တစ်ချက်တော့သတိထားပါတော့စူးတာမျိုးပဲဖြစ်တတ်တယ်ချွန်ဆိုတဲ့အတွက်ကြောင့်ဒါအိမ်မှာပတ်ထားတဲ့ဘယ်လိုပြောမလဲပတ်တီးပေါ့နော်ပတ်တီးကိုလေသူကဝဲတော်ရင်းကကင်နာလေးဟာတရုပ်လုံးကိုသူကစိတ်ကြိုက်ကိုဆေးကိုတော်တော်ကြီးကိုလုပ်ပေးထားတာကျွန်တော်ဆောင်းပြောရတဲ့ဒီ crossing တအိမ်ပေါ့နော် crossing တအိမ်ကဒီပထမပေးထားတဲ့ဓာတ်ကိုပဲပြန်ထည့်ပြီးသုံးလို့ရတယ်ဒါကတော့ပို့ပြီးတော့ realistic ပို့ဆန်တယ်ပေါ့နော်နောက်ကျောင်းမှာလွယ်ဖို့ဆိုရင်နောက်ကျောင်းမှာလွယ်မယ်ဆိုရင်လည်းဒီ lake container မှာဒါလေးတစ်ခုရှိတယ်ဒီအပေါက်လေးကိုဖွင့်လိုက်ဖွင့်ပြီးွားပြီးဆိုတာနဲ့ပုံမှန်တိုင်းပေါ့နော်ဒီပတ်နဲ့ပတ်ဟိုဒီဟာတက်အောင်ထည့်အပေါက်တက်ရင်ဒီထားပြီအပေါက်မတက်ရင်တော့နည်းနည်းသိချရရောဖြစ်ကုန်တယ်အဲ့တော့အဲ့ဒီအဆင်ပြေတယ်ဆောနာပတ်ပိတ်ထားတဲ့နေရာလေးကိုဖြုတ်ရတာတော့နည်းနည်းလေးတော့ခက်တယ်အဲ့တော့ကြိုပြီးဖြုတ်ထားတယ်โอเคဒါကတော့နောက်ကျောင်းမှာလွယ်ထားတဲ့ပုံပေါ့နော်ဒါတော့ပိုပြီး realistic ပိုဆန်တယ်โอเคတယ် accessory တွေထဲမှာဆိုရင်တော့ကူ9ရယ် shuriken 2ခုရပါတယ်ဗောနော် shuriken 2ခုကတော့တစ်ခုကပြစ်နေတဲ့ပုံစံရယ်ပြစ်လိုက်လို့ဒီလို wave effect ထွက်သွားတဲ့ဟာဗောနော်အဲ့ဟာတစ်ခုထည့်ပြ shuriken တစ်ခုထည့်ပေးထားတယ်ဒီကူ9ကတော့အကြီးကြီးပဲနော်နောက်တော့ accessory ထဲမှာပါတဲ့ကူ9လိုမျိုးတတိကိုတော့မဟုတ်အကြီးတော့ကြီးကြီးပဲ device 3ခုပါတယ် device 3ခုလုံးကလည်းဒီ paint job detail ကလည်းဒီတတိလေးမှာပါအဆင်ပြေအောင်ထည့်ပေးထားတယ်ဗောနော်ဒါကတော့ extra pocket လေးဗောနော်နောက်မှဆိုရင်လည်းဒီလိုဂျိတ်လေးပါတဲ့အတွက်တော့ကျွန်တော်ဒီကပတ်မှာတော့ချိတ်လို့ရမှာထင်တယ်နှစ်ခုလုံးကဂျိတ်ပါတယ် pizza slice ကတော့နှစ်ခုထည့်ပေးထားတယ်ပေါ့နော်တစ်ခုကတော့ဒီလိုတဲ့ပဲနောက်တစ်ခုကတော့ဒီလိုကွေးနေတာလေကွေးနေတာကတော့ကင်စားတဲ့ပုံစံပဲသုံးလို့ရတယ်ဒီမှာဆိုရင်အုတ်ထုပ်လေးထည့်ပေးထားတယ်အုတ်ထုပ်ကတော့ပြင်လောင်းကုတ်နဲ့ pants နဲ့တွဲသုံးဖို့ပေါ့နော်အုတ်ထုပ်ရဲ့အထဲမှာဆိုတန်လိုက်ထည့်ပေးထားတယ်ဒီတန်လိုက်ကခေါင်းမှာတန်းပြီးမျိုးလေးတင်ရုံပဲsoft coat ကကြတော့long pan ထည့်ပေးထားတယ်ပြီးသွားရင် long coat တစ်ထည့်ပေးထားတယ်ပေါ့နော်long coat ရဲ့ quality ကတော့အရင်ကြီးတော့မကောင်းဘူးဒီမှာဆိုကြီးစားလေးထွက်နေရမျိုးလေးတော့ရှိတယ်ဆိုတော့မဆိုးပေါ့နော်ဒီကြေလေးပါတော့တက်ပေးထားတယ်ဒီမှာဆိုကပတ်ပါတယ်ကပတ်ကတော့ဒီလိုဝတ်လို့ရအောင်ဒီပါလုပ်ပေးထားတယ်ပေါ့နော်ဒီဟာဝတ်ပြတဲ့ဟာကျွန်တော်ဝတ်မပြတော့ဘူးပြီးရင် showcase ကြမှာပဲတစ်ချက်ကြည့်လိုက်ပေါ့နော်ဒီမှာဆိုလည်းတည်ကြိုးလေးနဲ့ good interchangeable hand ကတော့ extra အနေနဲ့9ဆုံးပါတယ်ပေါ့နော်လက်တီးတက်တဲ့ဟာနဲ့ဆို total 10ဆုံးပါတယ် profile ကို 1000 လောက်မယ်ဆောနာကLeonardoလိုပဲသူလည်းဒီ pulse ကို lock လေးလုပ်ပေးထားရပါတော့
ဒီဟာကိုပြတ်မခံနေအောင်ဆိုရင်တော့ဒီတိုင်းဆွဲထုတ် Okay tree နှစ်ခုပါတယ်ဒီမှာဆိုလဲ CD ဆွေဝါကအနီမာလဲပါတယ်ဗောနော်out of the box မှာဆိုရင် main tray တစ်ခုပါမယ်ပြီးရင် secondary tray ပါမယ်cloth material ပါမယ်ဗောနော်အဲ့တော့ main tray မှာတော့ Sona Leonardo လိုပဲ main body figure ပါမယ် interchangeable hashtag 3ခုပါတယ်ပြီးွားရင် headband နောက်ကထွက်နေတဲ့အစတွေပါမယ်ပြီးွားရင်သူတို့ရဲ့ဒီ accessory တခြား head ပါမယ်9ပါမယ် shuriken ပါမယ်ဒါကတော့ပထမပြောရရတယ်ပေါ့နော် secondary tray မှာဆိုရင်တော့သူ့ရဲ့ဒီ slash effect ပါမယ်သူ့ရဲ့ weapon ပါမယ် pizza တစ်ချက်အပူပါတယ်ပြီးွားရင်ဒီဘက်မှာဆိုရင်broken machine ပါပါတော့အဲ့ဒါခုပါတယ် interchangeable hands တွေပါတယ် okay Raphael first impression မှာဆိုရင်တော့မြင်ရတဲ့အတိုင်းပဲ muscular body ပို့ပြီးတော့ဆန်နေheadband ဆိုရင်လည်းသူကအပေါ်ခေါင်းနှစ်ဖူးတွေမဟုတ်ခေါင်းမှာအုပ်ထားတာပေါ့နော်ဒီခေါင်းစီမှာပါတာပဲဒီခေါင်းစီမှာပါတာအဲ့ဒါကြီးကိုတော်တော်ပို့ပြီးသဘောကျတယ်အပြင်နောက်တစ်ခုကမာဆယ်နေရာပေါ့နော်မာဆယ်နေရာမှာပို့ပြီးတော့ဒီလေးပို့ထည့်လာတယ်ဘာတွေပါလာလဲဆိုတော့ဒီမှာဆိုရင်နောက်တွေပါထောင်နေပေါ့နော် muscular body ဖြစ်တဲ့အတွက်မာဆယ်နေရာတွေမှာမာဆယ်နှစ်ထားရင်ထွက်တဲ့ဒီအကျော်တွေပါတော့ပေါ်တယ်ပေါ့နော်ပြီးတော့တခုသဘောကျတာလီယိုနာဒိုလိုမျိုးတော့စင်တူကာလာတုံးကတုံးမိထားတာမဟုတ်လီယိုနာဒိုနဲ့ကာလာလုံးနည်းနည်းကွာတယ်ပြီးတော့ဒီရင်ဘက်နေရာပေါ့နော်ရင်ဘက်နေရာမှာဆိုရင်လည်း texture line တွေထည့်ပေးထားတယ်ပြီးတော့ဒီမှာဆိုရင်လည်း weathering တွေပေါ့နော် weathering တွေအပြည့်ပဲပြီးတော့ဒီအဲ့တော့ scale တွေဆိုရင်တော်တော်လေးအဆင်ပြေအဲ့တော့နောက်ဘက်မှာဆိုရင်လီယိုနာဒိုလိုမျိုးဒီနေရာမှာသူဆလွယ်တိုင်းထားတဲ့ကပတ်တစ်ခုမပါတော့ဘူးပေါ့နော်ဒီတိုင်းပဲဒီတိုင်းလေးပဲထည့်ပေးထားတယ်ဒီနောက်မှာဆိုသူက weapon ထည့်ဖို့နေရာနှစ်ခုထည့်ပေးထားတယ်ကပတ်နေရာမှာလည်းနှစ်ခုထည့်ပေးထားတယ်ကပတ်ကတော့ R ပေါ့ခြေထောက်တွေပါလေတော့အကုန်တူပဲဘာမှအသိညီမဆိုတော့ကွဲပြားရတော့မရှိဘူးအဓိကတော့ body ကတော်တော်မထဲမသွားနေဘူးပြီးတော့ဒီ skin color ပေါ့နော် skin color က green အောင်တိတ်မတူသူကနည်းနည်း light green ဘက်ပိုဆန်တယ်ရှင်ကြည့်လိုက်ရဆိုရင် Leonardo က dark green ပိုဆန်တယ်ပြီးတော့ဒီအလဲမှာsorry ဒီညဘက် ski ပေါ့နော် ski ဆိုရင်လည်းcolor မတူတော်တော်လေးတော့မိုက်တယ်ဒီမှာဆို Leonardo မှာဆိုရင်သူကအကျော်တွေပါမထည့်ပေးထားဘူးဒီမှာဆို နောက်ကျော်တွေထည့်ပေးထားတော်တော်ကြီးမိုက်တယ်ပေါ့နော်နှစ်ခုကိုရှင်ကြည့်လိုက်ရဆိုရင်တော့တော်တော်ကြီးတည်တာတယ်အဲ့တော့သူကတော့ရေးထားတာက16 sorry 16.5 cm လားမသိဘူးရှိတယ် body size က body အမြင့်อ่ะဗောနော်ဟိုက Leonardo က16လား16လားမသိဘူး Wi-Fi တွေတော့ကွာတယ်ကြီးထားတယ်โอเคအဲ့တော့ဒါကတော့ဒီလေးနဲ့ paint job ပါနော် paint job ကတော့တိတ်များများပြောစရာမလိုဘူးတော်တော်ကြီးမိုက်တယ်အဲ့တော့ articulation ပိုင်းဆိုရင်တော့ Sona က Leonardo လိုပဲခေါင်းကတော့ပုံမှန်တိုင်းအပေါ်မောတာနဲ့အောက်ငုံတာကတော့ဒီလောက်ထိရမယ်တဲ့တာကတော့လုံးဝလှည့်လို့ရတယ်shoulder joint ဆိုရင်အပေါ်လှန်တင်ဒီလောက်ထိတင်လို့ရမယ်အပေါ်မြောက်ချင်တော့ဒီလိုမြောက်လို့ရတယ်အဲ့တော့360 rotation ကတော့ရတယ်ပေါ့နော်အဲ့ဒီကတော့အဆင်ပြေတယ်ဒီမှာရင် bicep swivel ကဒီကောင်ရ muscular body ဖြစ်တဲ့အတွက်ကြောင့် articulation ပိုင်းဒီနေရာတွေပိုပြီးအားနေလိမ့်မယ်အဲ့တော့ဒီမှာဆိုရင်ကိုယ်ရဲ့ဒေါင်စစ်ကိုယ်ရဲ့ချိန်တိုင်းက muscle ပိုထိနေတာပေါ့ raise triangle ကတော့ပုံမှန်လိုပဲ Sona ကောင်လိုပဲအဲ့တော့ Mabellian joint တွေဖြစ်တဲ့အတွက်ကြောင့်Mabellian joint ပုံစံပေါ့နော်အဲ့လို section တွေဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ articulation ပိုင်းအားနေတယ်diaphragm joint ကဒီကောင်ပိုအောင်ဆိုးသေးတယ်ကျဲလို့တော့မရဘူးဟုတ်အဲ့ဒါကတော့တိုင်ပတ်တယ်ပေါ့နော်နောက်တစ်ခုကျတော့ pound joint side joint ဆိုရင်တော့ဒီလောက်ကားလို့ရမယ်ရှေ့ကိုထုတ်ချင်90ကတော့ရနေသေးတယ်ကျွန်တော်ဆောင်းတာပြောလို့ပဲရှေ့တက်ရဆိုတော့နည်းနည်းလေး flare ဖြစ်နေလိမ့်ပဲပေါ့နော်ရင် day 90ရတာတော့မဟုတ်ဘူး flare ဖြစ်ပြီးတော့မှ90ရတာနောက်ကဆိုရင်နောက်ကတော့ပို့ပြီးတော့ဆိုးသွားပြီဒီလောက်ပဲရမယ်အများကြီးမရအောင်အဲ့တော့ knee joint ကတော့ double joint သုံးမိထားတယ် Sona လိုပဲဒီ part ကဒီနေရာမှာပဲပြန်ခဲ့သေးတယ်ပေါ့နော်ရောက်ထိကိုယ်လို့ရမယ် ankle joint ကတော့ ankle joint နည်းနည်းလေးကျက်တယ်နော် ankle joint ကနည်းနည်းကျက်တယ်ဒီဝိုင်း toe joint ကဆင်ပြေတယ် okay အဲ့တော့တော်တော်ကြီးကိုမိုက်ပါတယ်ကျွန်တော် Sona ပြောခဲ့လို့ပဲ articulation ရောဒီရောဘာမှအပြစ်ပြောရအောင်မရှိတာအဲ့ဒီနှစ်ဖူးစီးနောက်ကထွက်နေတဲ့အစလေးပေါ့နော်အဲ့ဒီအစလေးတွေကတော့ဒီမှာမြင်တဲ့အတိုင်းပဲသုံးခုပါတယ် Sona Leonardo နဲ့တူတူပဲတော့ဒီ seal ဆိုရင်တော့ဒါလေးတွေတော့ဖြတ်ရတယ်ပေါ့နော်ဒီထပ်ဖြတ်ကြတာပေါ့
เค3ခုလုံးဖြုတ်ပြီးွားပြီဆိုရင်တော့ဒီကောင်းမှတက်လို့ရတယ်ဆောနာလီယိုနာဒိုလိုပဲဒီပတ်နဲ့ဟိုးနဲ့ကိုတေချာထိုးထည့်ရင်တော့ရတယ်ဗောနော်နည်းနည်းလေးတော့ကြက်တယ်โอเคဒါဆိုတော့ဆင်ပြေပါတယ် interchangeable hash cup မှာဆိုရင်ဒီရီနေတဲ့ဟာတော့သွားဖြဲပြီးတော့ရီနေတဲ့ဟာပါမယ်အထက်ကရှာဖို့ပါကာလာပိတ်နေလုပ်ပေးထားတယ်အဲ့တော့သွားစီထားတဲ့ဟာပေါ့နော်သွားမဖြဲထားဘဲနဲ့သွားစီထားတဲ့ face cup ပါဒါတော့ normal face cup ပါသူ့ရဲ့ဒီဓာတ်ကတော့ရိုးရိုးရှင်းရှင်းလေးပဲဟိုတိတ်နေပါဘာမှမလို့ဘူး sorry ရပါတော့လက်ကင်ပါဆိုရင်လည်းpaint job ကတော်တော်လေးလှတယ်ဗျပုံမှန်ဟို sample တုံးတစ်ခုလည်းသွားထားမှာမဟုတ်ဘူးသူ့ရဲ့ဒီဓာတ်သွားတွေပါဆိုရင်လည်း Raphael ဟို sorry Leonardo တော့လိုမျိုး color တုံးတစ်ခုလည်းသွားထားမှာမဟုတ်ပါဘူးဒီမှာဆိုရင် weathering တွေအများကြီးထည့်ပေးထားတယ်ဒါဟို metal color ကိုမှလိုလေးလည်းမသိဘူးမိုက်တော့မိုက်တယ်တော်တော်လေးတော့လှရတယ်ပါတယ်အဲ့တော့သူကဒီမှာဆိုထည့်လို့ရမှာပေါ့နော်မထည့်လို့ရမယ်နောက်တစ်ခုကကြတော့ဒီနောက်မှာထည့်တင်နေရတယ်နော်နောက်မှာဆိုလည်း easy ပဲလို့ထည့်တင်နေရတယ်လို့ရှိမှထားတင်နေရတယ်ဒါကတော့ကိုကြိုက်တာနှစ်ခုသုံးလို့ရတယ်ပေါ့နော် extra weapon အနေနဲ့ဆိုရင်ဆောနာလီယိုနာတော့ပါလို့ပဲကိုနိုင်ပါတယ်ရှူကန်တစ်ခုပါတယ် accessory အနေနဲ့ဆိုတော့ဆောနာလီယိုနာတော့ပါတယ်လို့ပဲ machine သုံးခုနဲ့ဒီကအိတ်ထဲတဲ့ဟာနှစ်ခုပါတယ်ပေါ့နော်ဒါက Raphael မှာပါတဲ့ broken machine ပေါ့နော် broken machine မှာဆိုရင်ဒီမှာဆို wire ကြိုးလေးထွက်နေတဲ့ဟာမျိုးလေးလုပ်ပေးထားတယ်ဒီမှာလည်း weathering ကတော့တော်တော်လေးလှတယ်ဒီဒီလည်းတော်တော်လေးလှတယ် Raphael တော့ကတော့ pizza က3 slide ပါတယ်ပေါ့နော် slide ပထမနှစ်ခုကတော့တူတူပဲ extra ပါလာတဲ့ဟာလေးကကြတော့ပါသွားလဲဆိုရင်သူ့ရဲ့ဒီ weapon နဲ့ထိုးပြီးတော့စားလို့ရတဲ့အပေါက်လေးတစ်ခုပါလာတယ်သူ့ရဲ့ဓာတ်မှာတက်ပြီးသုံးဖို့တော့ဆိုရင် slash effect ပေါ့နော်ဒီကောင်သူ့ရဲ့ဓာတ်တော့ slash တော့မဟုတ်တော့ဘူးထိုးတဲ့ဟာမျိုးဖြစ်သွားမှာ effect ကလေဒီဓာတ်မှာသုံးလို့ရတယ်ဓာတ်ထိပ်လေးမှာတက်ပြီးတော့ဒီလိုလေးပဲထင်တယ်โอเคဒီလိုလေးတက်တော့ရင်တော့ရတယ်အုတ်ထုတ်ပါမယ်ပေါ့နော်အုတ်ထုတ်ကတော့ Leonardo မှာလည်းပါတယ်ဒီမှာလည်းပါတယ်ဆိုကျွန်တော်အစားထင်တာဟိုတကောင်စာတော့ပဲထည့်ပေးမှထင်တာကနှစ်ကောင်စာလုံးထည့်ပေးတာဆိုအဆင်ပြေသူလည်း magnet နဲ့ပဲ magnet နဲ့ပဲတွားတာဆိုတော့ဒီလိုလေးဆိုရင်အဆင်ပြေပါတယ် soft code ကတော့ဆောနာ Leonardo မှာပါတယ်လို့ဟာပဲစင်တူပဲဘာမှမကွဲသွားဘူး Raphael ရဲ့ interchangeable hand ကကြတော့ Leonardo တက်ပုံများတယ်သူက9စုံပါတယ် extra ကပေါ့နော်original lucky စုံတွေဟာနဲ့ဆိုရင်တော့ total 10စုံပါတယ် size comparison မှာဆိုရင်တော့ Leonardo ကနည်းနည်းလေးပိုပြီးတော့ပိုတယ်ဒီ Raphael ကတော့နည်းနည်းလေးပိုမြင့်တယ်ပေါ့နော်ကျွန်တော်အမှပြောခဲ့သလိုပဲsize တွေကတကောင်တော့မတူဘူးလို့သူရေးထားတဲ့အတိုင်းပဲတကယ်ကြီးထွက်လာတယ်ပေါ့နော်ဒါကတော့ range SHF ရေဟိုဘက်ကကြတော့ Toshiro SHF ရေပေါ့နော်အဲ့ဒါနဲ့ရှင်းပြထားတာပါဒါကတော့ Freehan SHF နဲ့ရှင်းပြထားတာပါဒါတော့ Dragon Ball ရဲ့ Sengoku SH figures နဲ့ရှင်းပြထားတာပါဒါတော့ Digimon တွေက War Greymon SHF နဲ့ရှင်းပြထားတာပါကျွန်တော်ရဲ့ Linji Horn TMNT Raphael နဲ့ Leonardo ရဲ့ review ကတော့ဒီလောက်ပါပဲအဲ့တော့ဒီကောင်တွေတော့ဘာမှမပြောခင်မှာကျွန်တော်ကိုယ်ပိုင် rating ဆိုတော့10 out of 10ပြီးပါတယ်လုံးဝ full rating ပါပဲjoin နေမှာလည်းနည်းနည်းလေးနောက်ပိုင်း join ဖြစ်နေတယ်ဆိုပေမဲ့သူ့ရဲ့ body ratio အနေထားရကဒီ join 3မိတာပို့ပြီးတော့အဆင်ပြေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ paint job ရော articulation ရော detail ရောအပြစ်ပြောစရာရေလို့မရှိဘူး articulation တော့ train job ပေါ့နော် articulation အပြစ်ပြောတာတော့မဟုတ်ဘူးဒါပေမဲ့သူဒီ body ratio ရောက်တော့ဒီ articulation 3မိထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလောက် range ကတော့တော်တော်ကြီးကိုစိတ်ကြည်နေစရာကောင်းတယ်ပေါ့နော်သူ့မှာပါတဲ့ accessory တွေပြီးွားရင် weapons တွေအများကြီးပေါ့နော်တော်တော်ကြီးကိုစိတ်ကြည်နေဖို့ကောင်းတယ်အဲ့တော့ဒီ Linji Horn တွေကလည်းဟို pre-order တော့ထပ်ပို့ပြီးတော့ဈေးများသွားတယ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့တော်တော်ကြီးဝယ်တဲ့နေရာမှာပါပါတယ်အဲ့တော့တင်ကိုယ်တိုင်ကလာ TMNT fan ဆိုရင်တော့ဒီ link ကောင်တော်တော်ကြီးကိုကျင်းနေစရာပါအဲ့တော့ကျွန်တော်အတွက်ကတော့ဒီ2025ပေါ့နော်2025မှာလုံးဝတော်တော်ကြီးကိုမိုက်တဲ့ figure နှစ်ခုပြောပါဆိုတော့ဒီ Linji Horn ကထုတ်ထားတဲ့ link တွေကနှစ်ကောင်လို့ပဲပြောရမှာပဲ
Okay အဲ့တော့နောက်ထပ် review တွေမှာပြန်တွေ့ရမယ်အဲ့တော့ Donatello နဲ့ Michelangelo ထွက်တဲ့ခါကျရင်လည်း review လုပ်ရမှာမဟုတ် page ကို follow လုပ်ထားပေးကြပါဦးအားမကျေးဇူးတင်ပါတယ်တတာ